Okay အားလုံးပဲမြင်ကြလားပါအခုကတော့စတစ်ကာမီတာစုနေပေါ့နော်ဒါကတော့စတစ်ကာနဲ့မီမီယာဆော့ပြပေါ့နော် Okay စလိုက်ရအောင်ဒီမှာပေါ့နော်အိတ်နေတယ်သူတို့ကဝါနိုးဒီပြင်မလေးလိုက်ပါဦးမယ်ဒါခါကျဦးလေဒီမှာဟောဒီမှာပေါ့နော်ခါကျဦးကိုဒီတိုင်းထားလိုက်မယ်ခါကျဦးပြုတ်ပေါ့နော်ခင်းချင်ကြီးရပဲရောက်ပါအော်ဒီမှာပေါ့နော်ဟောဒီမှာပေါ့နော်အခင်းချင်ကြီးကဒါကတော့ episode 1ဖြစ်ပါတယ် Okay ကျွန်မအခုလုပ်နေတာနဲ့ဟိုပဲပြောစရာတခွန်းရှိလို့ပါ channel ကို like and subscribe လုပ်ပေးပါနော် Okay မိမိလေးသွားနှုတ်လိုက်ပါအောင်မယ်မိထားတော့ Okay အဲ့ဘမကြည့်နဲ့တော့အမြင်ထားတော့ဒီနေ့ shopping mall သွားရမယ်ဟုတ်တာပဲ Okay မိရင်ထိုင်မယ်နော် Okay ဒီမျိုးလေး तू ကအနောက်ကထိုင်တာဆိုတော့ဒီလိုမျိုးလေးပေါ့နော်နှခုံလဲမဆန်တော့လို့ပေါ့နော်ဒီမဲ့လေး Okay စားမယ်ညမ် Okay စားတော့ကုန်သွားပြီဆိုတော့ဒီလိုမျိုးလေးထည့်ဒီလိုမျိုးဒါကတော့ shopping mall ပေါ့နော်အရင်ကဆော့လာတာဒါစမ်းကြည့်ရပေါ့နော်ဒီကဒီလိုမျိုးပြီးရင်ဒီခါကျက်ဦးလေးခါကျက်ဦးအဲ့မဲခါကျက်ဦးလေးပေါ့နော်ဒီထားမယ် Okay စားပြီးသွားပြီညမ်နည်းလေးမကြည့်လို့ပေါ့နော်ပြိတက်လို့နည်းနည်းလေးဟွာပြတာကြည့်ပေးပါဒီဘဝင်ရောလေလေးပေါ်မြောက်နေသေးတာထားလိုက်ပါတော့ဟိုလည်းမလုပ်ချင်တော့ Okay မိစားပြီးပြီထိုင်နေတာမထိုင်နဲ့လေ shopping mall သွားမယ်လေ Okay သွားမယ်ဒီလိုလေးကပ်ပြီးသွားမယ် Hello ပြင်ဆင်ပါအောင်လေ Okay ရေမွေးလေးယူပြီးတော့ Okay ပြီးရင်သဝဲပေါ်ပြန်ထားလိုက်အောင်မယ်စကုံလေးပန်မယ်ပန်တာတော့ပန်ပြီးသားအုတ်ထုတ်လေးပန်မယ် Okay ပန်ပြီးသားဆိုတော့ထားလိုက်တာပေါ့နော်ဟုတ်ပြီမောထွက်မယ်ဆိုဒီတိုင်းလေးပဲထွက်မယ်ဟုတ်ဘာလို့လဲမမရဲ့ရောက်ပတ်စံမရှိပတ်စံကတိတ်မပေါ်လို့ပေါ့လုံးရင်လည်းနည်းနည်းကြာပါမှာဒီလိုပေါ့နော် Okay သွားရအောင်ငါပြောနေတာဒီကတော့ shopping mall ကတော့ဒါနဲ့ကဟိုနော်ဒီမဲ့ဒီကဘာမှမဟုတ်ပါဘူးဒါလေးရောင်းတယ်မမတို့အရင်ကချက်စားတဲ့အတိုင်းပဲဖြစ်နေတယ်နော်ဟုတ်တာပဲခင်ဗျားဆိုရင်တွားရအောင်ပြန်အောင် Okay ညရောက်ပြီအေးရအောင်ဒီနေ့ကတော့အဆမ်စားတော့နော်ဟုတ်ကဲ့ပါဘာမှဖြစ်ပါဘူးမင်းကတော့ဒီနေ့မစားချင်ဘူးဟုတ်လားရပါတယ်မင်းကမလည်းဘိုင်းစားဘူးမိမိနဲ့ဒီပဲဖြစ်နေဟုတ်လား Okay ဝဝေယုံလေးကိုဖတ်အိမ်မယ် Okay ABB ဒါလေးကတော့ episode 1ဖြစ်ပါတယ် episode 1ဖြစ်ပါတယ်ခုကတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့နော်ဘာလို့ခဏလေးစော့တာလဲဘာလို့ခဏလေးတင်တာလဲဆိုတော့မိကသမင်းလေးစားရတော့မယ်ပြီးကြရင်လည်းပြန်တင်ပါပေါ့နော်အားလုံးပဲ bye